လုံးပဲမင်္ဂလာပါကျွန်တော် Michael Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်ဒီနေ့ဟာလာမှာအပေါ်ဝင်ဝင်ရှာမဲ့နေလမ်းကိုမြင်အောင်ပြသွားမှာဖြစ်ပါတယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်တို့ဟာလာမှာ member အတိခေါ်ပြီးတော့အပေါ်ဝင်ဝင်ရှာလို့ရတယ်ပေါ့နော်အဲ့ဒီနေလမ်းကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်မိဆိုတဲ့နေရာလေးကိုနေလိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ဒီနေရာရောက်လာလို့ရှိရင်ဒီ invite ဆိုတဲ့နေရာလေးကိုနေရတာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ဒီ invite choose invite နေရာလေးကိုနေရတာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီဒီနေရာရောက်လာလို့ရှိရင်မယ်ဆိုတော့ဒီ invite ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ link copy ယူရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နှိပ်ပြပါမယ်ဟုတ်ပြီဒီမှာမယ်ဆိုတော့နှိပ်လိုက်ပါ copy နေရာလေးကိုနှိပ်လိုက်ပါကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီကျွန်တော် link copy ဖြစ်သွားပြီပေါ့နော်ဟုတ်ပြီအဲ့ဒီ copy ယူထားတဲ့ link ကိုကျွန်တော်တို့ Viber မှာဖြစ်ဖြစ် YouTube မှာလည်းဖြစ်ဖြစ်ပေါ့နော် Telegram မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ပို့ပေးရမယ်ပေါ့နော်ကျွန်တော်တို့ပို့ပေးထားတဲ့ link ကိုတယောက်နှိပ်ပြီးတော့အကောင့်ဖောက်လိုက်လို့ရှိရင် app download ဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့ coin ရမယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ပို့ထားတဲ့ link ကိုလူအများကြီးနှိပ်ပြီးတော့ app download လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ coin တွေအများကြီးရမှာပေါ့နော်အဲ့ဒီရထားတဲ့ coin ကိုကျွန်တော်တို့ point နဲ့လေးပြီးတော့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ငွေထုတ်မဲ့နေလမ်းကိုလည်းပြောပြမယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော် point ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော် tab ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ကျွန်တော်ဒီမှာမြင့်မကိုရွေးလိုက်မယ်ပေါ့နော်မယ်ဆိုတော့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ငွေထုတ်ဖို့အတွက်ပေါ့နော်ကျွန်တော်တို့မြန်မာကိုကြွေးပြီးတော့ wave keeping နဲ့ငွေထုတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီ payment ဆိုတဲ့နေရာလေးကိုနေလိုက်မယ်ဒီမှာပေါ့နော်ဟုတ်ပြီမယ်ဆိုတော့ဒီမှာပေါ့နော် wave keeping ရှိတယ်ပေါ့နော်ဒီမှာ wave ဒီမှာ keeping မယ်ဆိုတော့အဆင်ပြေတဲ့ဟာကိုရွေးပြီးတော့ငွေထုတ်လို့ရပါတယ်ဟုတ်ပြီကျွန်တော် keeping ကိုနှိပ်လိုက်မယ်ဟုတ်ပြီမယ်ဆိုတော့ keeping နှိပ်လိုက်လို့ရှိရင်ဒီမှာပေါ့နော်ဒီအပေါ်ဆုံးကြာတော့ကျွန်တော်တို့ keeping ဖုန်း keeping အကောက်ဖုန်းနံပါတ်ထည့်ရတာဖြစ်ပါတယ်ဒီအုပ်ဆုံးမှာကြာတော့ကျွန်တော်တို့ keeping နာမည်ကိုရိုက်ထည့်ရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါပြီးပါလို့ရှိရင် weather နေရာလေးကိုနှိပ်လိုက်ပါဒီမှာပေါ့နော်အဲ့တော့နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့24နာရီအတွင်းမှာကျွန်တော်တို့အကောင့်တွေကိုငွေရောက်လာပါမယ်ဟုတ်ပြီမိတ်ဆွေတို့ကအကောင့်ဖောက်လိုက်လို့ရှိရင်ဟာလာအကောင့်ဖောက်လိုက်လို့ရှိရင်ခုနှစ်ရက်စေတိုက်3နာရီပါတီထိုင်ပါတရက်ကို3နာရီပေါ့နော်တပတ်လုံးခုနှစ်ရက်ပေါ့နော်ခုနှစ်ရက်စေတိုက်3နာရီတရက်ကို3နာရီပါတီထိုင်ပါနော်ကျွန်တော်တို့10နာရီကို point 2000ရမယ်ပေါ့နော်ခုနှစ်ရက်စေတိုက်10နာရီကို point 2000ရမယ်ပေါ့နော်အဲ့ဒါမှကျွန်တော်တို့ point လေးတက်လာမယ်ပေါ့နော်အဲကြောင့်မလို့မိတ်ဆွေတို့ကအကောက်ဖောက်လိုက်လို့ရှိရင်တပတ်လောက်ခုနှစ်ရက်ပေါ့နော်တရက်ကို3နာရီပါတီထိုင်ပါဟုတ်ပြီနော်မိတ်ဆွေတို့ကတရက်ကိုဘယ်နှမိနစ်ပါတီထိုင်ပြီးပါပြီလေအဲ့ဒါကြည့်ချင်မိတ်ဆွေတို့ကဒီ tick ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တော့အခု10မိနစ်တော့မထိုင်ရသေးဘူးပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်ကျွန်တော်အခုအရှင်းမှာ0ပြနေတယ်ပေါ့နော်ဒီမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကဘယ်နှမိနစ်ထိုင်ဘူးလေပေါ့နော်အဲ့ဒါကိုသူကဒီမှာပြမယ်ပေါ့နော်10နာရီထိုင်လား2နာရီထိုင်လားအဲ့ဒါကိုသူကဒီမှာကြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့တရက်ကို3နာရီပါတီထိုင်ပြီးသွားရင်မိတ်ဆွေတို့ tick ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ဒီနေရာမှာ point တွေလာယူလို့ရပါတယ်နော်ဟုတ်ပြီမိတ်ဆွေတို့ကဘယ်လိုပါတီထိုင်ရမလဲပေါ့နော်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာ group တွေအများကြီးရှိတယ်ပေါ့နော်မိတ်ဆွေတို့ကကြိုက်တဲ့ group မှာဒီမှာပေါ့နော်ထိုင်လို့ရပါတယ်အားရခုံပေါ်ထိုင်လို့ရပါတယ်ဟုတ်ပြီကျွန်တော်ဝင်ပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာပေါ့နော်ဒီမှာခုံးအားတယ်ပေါ့နော်မိတ်ဆွေတို့ကဒီနေရာမှာဝင်ထိုင်လို့ရပါတယ်ဟုတ်ပြီနော်ဒီမှာအားတယ်ပေါ့နော်ဒီမှာနှိပ်ပြီးတော့မိတ်ဆွေတို့ကထိုင်လို့ရပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကဘာမှလုပ်စရာမလိုဘူးပေါ့နော်ဒီလိုပဲဝင်ပြီးတော့ထိုင်လိုက်ပါထိုင်ပြီးပါလို့ရှိရင်ဖုန်းဘယ်မှာထားလို့ရတယ်ယူထားလို့ရတယ်နော်ဟုတ်ပြီတခြားအလုပ်ဖြစ်ရင်လည်းလုပ်လို့ရတယ်ပေါ့နော်ဒီမှာထိုင်ရုံပဲထိုင်ရုံနဲ့ကျွန်တော်တို့ပတ်စံချလို့ရတယ်ဟုတ်ပြီမိတ်ဆွေတို့ကကျွန်တော်တိုင် channel ကိုအခုဒီ subscribe လုပ်လိုက်လဲ subscribe လေးလုပ်တာပါကျွန်တော် comment မှာဟာလာ link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့ဟာလာ software ကို download ဆွဲလိုက်ပါနော်